နိုင်ငံခြားဖက်ရှင်ရှိုးပွဲတွေက branded ဝတ်စုံတွေကိုလိုက်လံဝတ်ဆင်နိုင်တဲ့မြန်မာနိုင်ငံကမင်းသမီး၄ယောက် branded ဝတ်စုံတွေကိုဘတ်ဂျက်အလိုက်ရုပ်ရှင်မင်းသမီးတချို့ကဝယ်ယူဝတ်ဆင်နိုင်ကြပါတယ်။ဒါပေမဲ့အခုဖော်ပြပေးသွားမယ့်မင်းသမီးတွေကတော့ Paris ရုပ်ပွဲက runway model တွေအတိုင်းဝတ်ဆင်နိုင်တဲ့အထိချမ်းသာကြွယ်ဝလွန်တဲ့မင်းသမီးတွေပဲဖြစ်ပါတယ်။ဒါကြောင့်ဘယ်သူတွေဖြစ်မလဲဆိုတာကြည့်လိုက်ရအောင်ပါနော်။နံပါတ်1ဝင်းမုံရွှေရီကိကိလို့ပြည်သက်တွေကချစ်စနိုးခေါ်ကြတဲ့မင်းသမီးဝင်းမုံရွှေကတော့နိုင်ငံခြားက fashion show ပွဲတိုင်းမှာ runway model တွေဝတ်ဆင်ပြသတဲ့ဝတ်စုံတိုင်းလိုလိုကိုဝတ်ဆင်နိုင်တဲ့သူပါရှင်ဘလို့တန်မိုးကြီး brand ပဲဖြစ်ဖြစ်သူမသဘောကျပြီဆိုရင်တော့တန်းပြီးဝယ်ယူဝတ်ဆင်နိုင်တဲ့အထိချမ်းသာကြွယ်ဝသူဆိုရင်လည်းမမှားပါဘူးနော် runway model တွေဝတ်ဆင်ပြတဲ့ branded ဝတ်စုံတွေအားလုံးနည်းနည်းကိုဝတ်ဆင်နိုင်တာကြောင့်မြန်မာနိုင်ငံရဲ့ fashion queen လို့လည်းတင်စားကြတာဖြစ်ပါတယ်နံပါတ်2မိုးရီကိုမင်းသမီးမိုးရီကိုကလည်းမြန်မာနိုင်ငံထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တယ်လို့ချမ်းသာကြွယ်ဝတဲ့မင်းသမီးတစ်လက်ဆိုရင်လည်းမမှားဘူးရှင်ဒါကြောင့် Paris ရုပ်ပွဲတွေအပါအဝင်နိုင်ငံတကာ fashion show တွေမှာဝတ်ဆင်ပြသတဲ့ branded အဝတ်အစားတွေကိုဝယ်ယူဝတ်ဆင်နိုင်တဲ့နောက်ထပ်မင်းသမီးတစ်လက်ဖြစ်လာပါတယ်ဝင်းမုံရွှေကြီးလိုခေတ်စားတိုင်းခါးပေါ်တင်နေတာတော့မဟုတ်ပေမဲ့မိုးရဲ့ branded fashion တွေဝယ်ယူဝတ်ဆင်မှုကလည်းထိတ်ဆုံးမှရှိနေခဲ့ပါတယ်နံပါတ်3အင်ဒရာကျော်စင်မင်းသမီးကြီးအင်ဒရာကျော်စင်ကလည်းတကယ့်ကို fashion queen တယောက်ပဲရှင် runway model တွေရဲ့နာမည်ကြီးလူကြိုက်များတဲ့ fashion တွေကိုဝင်းမုံရွှေတို့နဲ့အပြိုင်ဝတ်ဆင်နိုင်သူဖြစ်ပါတယ်နံပါတ်4နန်းစုရည်ဒီဆိုအနုပညာလောကရဲ့စတင်ဝင်ရောက်ခဲ့တဲ့က real fashion queen တယောက်အနေနဲ့သတ်မှတ်ခံရကောင်အမြဲတမ်းချိန်မိုးနိုင်နေတာကတော့နန်းစုရည်ဒီဆိုပါသူကလည်းနိုင်ငံတကာ model တွေဝတ်စားဆင်ရင်ပြသမျှအမိလိုက်ဝတ်ဆင်နိုင်သူဖြစ်ပြီး branded တွေတိုင်းကိုမထက်ရလျံဝတ်ဆင်နိုင်သူဖြစ်ပါတယ်ပရိသတ်တို့ရောဒီမင်းသမီးတွေထဲကဘသူရဲ့ fashion ကိုသဘောကျဆုံးလဲဆိုတာပြပြခဲ့ပါအောင်နော်